အလဲတဲဟင်းအဖြစ်တစ်ခွက်တည်းနဲ့ထမင်းငိမ့်စေတဲ့အင်ချက်သီးဆောင်ပဲကလာဟင်းအတွက်ကိုမပါမဖြစ်လက်ဆက်တဲ့ခရမ်းသီးရုံးပတီသီးငိုးသီးပဲသီးရွှေဖယုံသီးအာလူမုံလာဥနီတွေကိုအစင်းစင်စေးကြောတန့်စင်လှီးဖြတ်ကြပြီးအာဟာရရောအယောင်ရောစုံအောင်အချိုးတကြားထည့်သွင်းကြပါတယ်။အိမ်ချက်ရဲ့ကိုပိုင် recipe တွေကပါဝင်ပစ္စည်းတွေနဲ့အတူပြင်တော်သိမ်းနဲ့ရောပြုတ်ထားတဲ့ဝင်းဝတဲ့တလက်ပဲပြုတ်ကျိတ်ထားတာလေးတွေကိုအိမ်ခန့်အမွေအကြိုင်လေးထည့်သွင်းပြီးတော့အနံ့အရာကပြည့်စုံပြီးတဘာဝအချိုးတက်ကိုကျွဲဝစွာစားသုံးနိုင်စေဖို့တေချာပြင်ဆင်ချက်ပြုတ်ကြပါတယ်။ပဲကလာဟင်းအနှစ်အစင်သင်းဖြစ်ရင်တော့ပြင်ဆင်ပြီးသားအယောင်ဆုံးအသီးနှံလေးတွေနဲ့အတူစီးသွတ်ကြပါတယ်။ဤဆုံးပဲကလာဟင်းနဲ့စတော်ပဲပြုတ်လိုမျိုးပဲအားပြည့်တဲ့မိန်ကြီးတွေမှာစီသွတ်ဘူးထဲမှာဖြတ်တဲ့ပဲဟာအိမ်မှာချက်တဲ့ပဲထက်နုပြီးတော့အစာချေရလဲပိုလွယ်ကူပါတယ်။ပြီးတာနဲ့စက္ကန့်ပိုင်းအတွင်းမှာပဲဘက်တီးရီးယားထပ်မံပေါက်ဖွားခွင့်မရတော့အောင်လို့စက်ကြီးတွေနဲ့လုံးဝအလုံးပိတ်ပလိုက်ကြပါတယ်။တန်ရှင်းထားပြီးသားအလုံးပိတ်ပြီးသားဘူးတွေကို retorte စက်ကြီးတွေထဲမှာထည့်ပြီးတော့110 degree centigrade ကနေ121 degree centigrade ဝန်းကျင်အထိအပူပေးကြပါတယ်။ဒီအပူချိန်ဟာတာမန်ရေဆိုးမှတ်ထံမြင့်တဲ့အတွက်အန်ဒရယ်ရှိတဲ့ဘက်တီးရီးယားအလုံးကိုသိစေပါတယ်။သတ်မှတ်ထားတဲ့အပူချိန်မှာဘူးရဲ့အလဲဗဟိုအထိအပူကိုပြန့်နှံ့ရောက်ရှိစေဖို့အချိန်အတိုင်းအတာတစ်ခုထိထားရှိရပါတယ်။သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ retorte စက်ထဲကနေမထုတ်ခင်စက်ထဲမှာရင်ရေအေးနဲ့ရုတ်တရက်အမြန်အေးခံလိုက်ပါတယ်။ဒီလိုမှသာလေအစားအစာတွေဟာအလွန်အကျွံနူးဤသွားပဲနဲ့အနံ့အရသာကိုအကောင်းဆုံးအခြေအနေမှာထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။အိမ်မှာချက်တဲ့အိမ်ချက်လိုက်ရအိမ်ချက်